မျိုးတင်တော့ပါ ဟုတ်ကဲ့ပါ ဘလို့အခြေအနေရှိတယ်ဒီလိုခံစားရတယ်ပေါ့နော်ဒီအောင် ရန်ကလေးတောင်းချက်နဲ့ကိုကတရားနဲ့တရားနဲ့တရားနဲ့လေ အမဘာလို့တရားခံမလဲ မတရားလေးလည်းမတွေ့ တရားတယ်โอเคပါ ကျမပြရွှေမသည် ဟိုပါဦးဘာပြောနေလဲကိုတော့ ဘာပြောချင်သေးလဲတော့ပြောကျွန်တော်တို့တစ်ချိန်ရောက်တိုင်းပေါ့နော်ကျွန်တော်တို့ဘယ်လိုပြောမလဲငယ်ငယ်တုန်းကပျော်ရွှင်ရတဲ့အမှုအသက်မပြောက်ပါဘူးကျွန်တော်အသက်ကတစ်နှစ်ကြီးလာတယ်ဗျာဒါအခုဟို area ပွဲတွေပေါ်လာတယ်ပါတီပွဲတွေပေါ်လာပေမဲ့ကျွန်တော်တို့တကယ်ချင်းတွေစုံပြီးတော့အဲ့လိုရေတူရတဲ့ဒလေးကတော်တော်လေးကောင်းတယ်ပြီးတော့အငယ်ဘဝပြန်ရောက်သွားလို့ပဲဆိုတော့ဖိုက်တယ်ကြိုက်တယ်တရားပဲကျွန်တော်တော့သူတို့တကယ်ကြံစုံပြီးတော့ပြောရပြီးတော့အရန်ဘက်ကကျွန်တော်ကကြရတာတော်တော်တော့ပေါ့နော် အဲ့တော့တစ်ချက်မှပြောကြပါ Okay, okay, go. Yeah, bye, no, see you. Okay.